အောင်မလဲကိုကြီးအော်ဒုက္ခရေဗျာဒါမဲ့မင်းဥပချစ်ရဲ့အဲ့ချေကိုမင်းကိုယ်တိုင်အဝေးကနေကဲခတ်စုံစမ်းပြီးမှနမ်းမုံကိုလွှတ်ဟုတ်ကဲ့ပါဆရာမမြဝင်းကိုမတွေ့ဘဲနဲ့ပြေးရတော့မင်းတို့ပြန်မလာကြနဲ့စိတ်ချပါဆရာချလားဟုတ်ကဲ့မမြဝင်းစီကတရင်အဆိုးကောင်းကိုမရရအောင်ကြိုးစားပြီးရှာခဲ့ကြနော်ဆရာဟုတ်ကဲ့ဟိုတည်မလှလို့အင်းဝဆန်ကဟဲ့ဒီတီမီနေငေါဆရာရဲ့ငါမြစ်တန်နဲ့ဝယ်ချမ်းပေးတဲ့ပစ္စည်းအထည်လေးတွေသူ့လက်ထဲပြန်ရောက်ပြီးတော့ကသူဝတ်တဲ့ဆင်နဲ့ကြားရရင်ငါကျေနပ်ပြီဒုက္ခငါကျေနပ်ပြီကွယ်တို့ဆရာကနန်းဘုံနဲ့မတ်လိုင်တို့ကိုပေးရကမ်းရတာတဲ့ပူပြီးကုသိုလ်ရတယ်ထင်တာကိုကွယ်ကဲဥပလူဆရာကြီးကျွန်တော်မှားတာတွေကိုအကုန်လုံးစူးစမ်းခဲ့နော်စိတ်ချကဲဒုက္ခသွားတော့ကဲနားမသွားကြမယ်ကြမယ်ဟဲ့ရမမြဝင်းတွေ့ပဲနဲ့တော့ပြေကမင်းတို့လုံးဝပြန်မလာကြနဲ့စိတ်ချပါဆရာရဲ့စိတ်ချမမြဝင်းကိုမတွေ့ဘဲနဲ့ပြေကပြန်လာရင်တော့မင်းတို့ရောငါရောဒီဘဝဇတ်သိမ်းကြီးတာမှတ်တော့နော်နန်းမို့ဝေးဥပချစ်ရှိရင်နင်တရီဝလီရနဲ့ပြောတော့အေးပါဟဲ့ငါတို့လည်းမယုံမလင်းနဲ့နင့်ကိုစောင့်ကြည့်နေမှာပါဟာစိတ်ချပါကိုဒုက္ခရေဒုစီရအတွက်ဆိုရင်လေဟောရောက်ပြီမင်းလည်းဆရာရောက်တော့ကဲမင်းလည်းဆရာရောက်ပိုက်ဆံဟုတ်ကဲ့ဆရာကျေးဇူးပါပဲနန်းမို့ရှင်ဟောကမြင်းနေရတဲ့အိမ်ဟာမမြဝင်းတို့အိမ်ပဲကဲနေသွားတော့ဝေးကောင်မလေးတတိရှိသွားတော့တယောက်ကပလိကတော်တော်လင်နာဝေးစိတ်ချစမ်းမဟေကဲငါသွားမယ်နော်အေးမမအင်္ဂါလေးတကားကြီးတော့ခတ်ထားဝလားသူ့ယောက်ျားနဲ့များလိုက်နေကြသလားမသိပါဘူးအကူကြီးအတွက်တော့ဒုက္ခပါပဲဝိကုဒုက္ခဒုက္ခကြီးမမအင်တကားကြီးတော့ခတ်ထားတယ်သူ့ယောက်ျားနဲ့ရန်ကုန်များလိုက်နေကြသလားမှမသိတာပဲအေးပါလေဒါဖြစ်လဲပြန်ချရုံပေါ့ငါလူရဲ့မပြန်ခင်စည်းမှာပစ္စည်းလေးပါလေးဝယ်ပြစီဦးဟဲ့ကဲနမ်းမနင်ကဥပလူကဈေးမှာပစ္စည်းဝယ်စောင့်နေသိလားအေးငါရွှေစံတော်ဖျားသွားဖူးပြီးမှဈေးကိုပြန်လာခဲ့မယ်ဟာနော်ဒီမှာဒုက္ခတူလဲရေကပမာဖျားကိုမကြည့်ဘူးငါလဲလက်မှာပေါ့ဟဲ့ကိုစီမနင်လဲလိုက်ကြည့်မယ်မဟုတ်လားအေးလေကွယ်လူစုခွဲလို့ပဲဖြစ်ပါမလဲကွယ်သွားတူလာတူလုံးမှာပေါ့ငါတယောက်တည်းပြစ်ထားခဲ့လို့ပဲကောင်းမလဲဟေးငါလဲရွှေစံတော်ဖျားလိုက်ဖူးမှာပေါ့ကွာနမ်းမို့ဟောဖះကစူတောင်းတယ်ဖះအဲ့ဒီတော့နင်တို့စူလေးပါလိမတောင်းတော့ဘူးလားဟာငါတို့အတွက်တော့မတောင်းတော့ပါဘူးကွယ်တို့ဆရာအတွက်သာသူ့ကောင်မလေးနဲ့ပြန်တွေ့ပါစေလို့စူတောင်းပေးလိုက်စမ်းပါအုံနှမ်းပုံရဲ့ဟာမမဟေးဘယ်မှာလဲနမ်းမို့မဟေးဒုက္ခရဲ့မမလေးလေးသွားမယ်အေးလေကွယ်တွေ့ရင်မြန်လိုက်သွားတော့ကွယ်မဟေးမမဟေးမတော်မဟုတ်လားမမကြီးဒါကိုတီးတီးလားငါကတော့
မမကိုလွတ်တဲ့နဲ့ဒီရတော့မေ ဘယ်တော့ရောက်တယ်လဲမတောင်းရင်အကူကြီးရောနေလူကောင်းရင်လိုက်ရင် အိုးဒီနေ့ပြေကိုရောက်တယ်မမ အော် အကူကြီးတော့မမပြန်တော့ကြကဘာဖြစ်တယ်မသိပါဘူးအေးရထင်းလင်းနေတာကုထဲကြီးပဲ ဟင်ဘဝအောင်ဒီ ဟုတ်တယ်မမီ ခုဘာဖြစ်လို့လိုက်လာကြပြန်ပြီလဲဘာသဘောလဲအေး မမီကလေသူတို့လည်းမြို့ကိုဝယ်ချမ်းလာတာပေါ့မမီရဲ့ ဤတော့လေမမကိုအကူကြီးကဒီအဝတ်ထုတ်ကြီးလေပေးခိုင်းလိုက်လို့อ่ะ အလို့တော့ဘာအဝတ်ထုံများပါလေဟွန်းရှုပ်ရှုပ်ရှက်ရှက် အော်ဟိုမမီကလေဟိုဒါသမီးရဲ့အဝတ်တွေပါမမီရဲ့ဟိုဒါကိုအပေးခိုင်းလိုက်တယ်ဆိုတော့ဟုတ်လားမတောင်း ဟုတ်ပါလေမမရေ အော် မမအိုရစားရီမမစီလာပို့တာပေါ့ ဟွန်းဒီလိုဆိုရင်ပြီးရောအရင်ကိစ္စနဲ့နာမည်သိမ့်နားနေရတဲ့အထက်နောက်ထပ်လူကြမကောင်းသူကြမကောင်းဖြစ်နေအောင်မယ် အော်မမီကလေ ဘဝအောင်ဒီစီကလူတွေဝင်လာထွက်လာသွားလာလာလုံနေရင်မောင်ဘတ်ချစ်ကြားသွားရင်ကောင်းဘူးအေးပေးပြီးပြန်ကြတော့ အိုးမမီကလေမမီပြောတာဒါဘူအောင်နေကြားသွားရင်လေကဲဒီလောက်ရှိလာတာအားလုံးကိုတပ်ပြစ်မယ်ဆိုရင်မမီဘယ်နဲ့လုပ်မလဲ မလေး သူကျမ်းမေရမ်းမယ်ဆိုရင်ကျမ်းနိုင်ရမ်းနိုင်တဲ့လူပြီးတော့သူ့လူတွေကလည်းအရမ်းနဲ့အကျမ်းကြီးပဲလူတစ်ယောက်ရဲ့အသက်ကိုတရွက်စိတ်လောက်အောင်းပြီးတဲ့လူတွေကြီးပဲမမီရဲ့ ဟဲ့ကရင်မလေးငါပြောတာဘဝအောင်ဒီကိုပြန်မပြောနဲ့နော်ညီဒီမစားပြီလားဟဲ့ကြည်ယုံ ရှင်းမမေကြီး သွားအိမ်ပြန်သူ့ကိုခေါ်ပြီးထမင်းကျွေးလိုက် ဟုတ်ကဲ့မမေ ပြေလာတဲ့အခါတရက်ညက်နေဦး အဲ့ ပေါ့ ဒါပေါ့ တို့ကအေးသူ့ကိုကျေးဇူးတင်ပါတယ်သမီးကိုပြန်လွှတ်လိုက်လို့ဒီအရင်ကတို့ရင်ကိုဓမြတိုက်တုံးကလည်းတို့ကိုသနာပြီးဘာပစ္စည်းမှယူမသွားရှာဘူး ဟုတ်တယ် ဒီတုန်းကတို့ရင်ကိုတိုက်တဲ့ဓမြကဘုံတင်မှမသိဘူးအေးသမီးပြောပြမှာပဲဘုံတင်မှသိရတော့သူတို့ကောင်းစိတ်ရှိရဲ့နဲ့ဘာဖြစ်လို့လူဆိုးဓမြဖြစ်နေရပါလိမ့်နော်မောင်မင်းကြီးကဘုံအောင်တင်ကျမ်းပါပါစေချမ်းသာကိုယ်စိတ်မြဲပါစေရှင် ကဲမမီသမီးလည်းအိမ်ပြန်လိုက်အောင်မေမမီဖះမှာအေးစေးပရိစိတ်နေတော့နော် အေးသမီးပြန် ဟဲ့ကြည်ယုံလာပြန်ကြစို့ ဟုတ်ကဲ့မမကြီး ဝီ ငါတယောက်တည်းမဟုတ်ဘူး ဟဲ ကိုဒုက္ခနဲ့ကိုပေါ်လူတို့လည်းပါလေ ဟုတ်လား မမယောက်ျားပလိတ်ကြီးကိုလေငါမကြည့်ရပါဘူးဟဲ့ အိုး သူတို့လည်းလက်ရဲမှာမဟုတ်ဘူး အော်ကိစ္စမရှိပါဘူးအားလုံးအိမ်ကိုလိုက်ခဲ့ကြပါမမလည်းကိုဒုက္ခတို့ အော်ဟိုမလာနေကြလေ အော်ကိုဒုက္ခလား ရ အမလီဝိတာလိုက်တာရှင် ဟုတ်ကဲ့ ဥပေါ်လူကြီးလည်းကျန်းကျန်းမာမာပဲနော် ကျမ်းပါပါဗျာ လာအိမ်ကျမအမောပန်းဖြေကြပြီတော့ အိုးကျုပ်တို့လည်းလို့ဖြစ်ပါမလားမကြီးရဲ့ ဟင် ဟဲ့လုံမလေးရဲ့ ရှင် လုံမလေးရဲ့လင်ပလိတ်ကတို့ကိုအိမ်ကြမှာကွိကနေပူထားမှာတို့ဒုက္ခနောင်းပဲတို့လည်းလို့ဖြစ်ပါမလားကွယ် အော်အိမ်မှာ तू မရှိပါဘူးစိတ်ချလက်ချလိုက်ခဲ့ကြပါ ဟေးဒုက္ခ ဟေး ငါတော့မြေခုံးတောင်လှုပ်လာပြီဝေး အေးငါလက်မောင်းလေးတော့လှုပ်နေပြီဟာ အော် ဘုရားရေတို့ကိုကဲပါဦးကွာ